သွေးတို့ရှိတဲ့သူတွေကတော့ဒီဗီဒီယိုကြော်သွားနော်ကြည့်ရုံနဲ့တင်သွေးတက်သွားနိုင်တဲ့အုံထမင်းချက်စားမလို့ပါဗျာ ready made အုံတို့ကိုမသုံးပဲဈေးထဲကအုံဒီအစ်စ်ကိုညှစ်ပေးတဲ့ဆိုင်မှာအုံတို့တွားဝယ်ခဲ့ပါတယ်အုံတို့တွေကရေတွေခန်းသွားတဲ့အထိစိတ်ရှည်ရှည်နဲ့အခုလိုကြိုချက်ပေးရပါတယ်အုံတို့ချက်ကိုရေကစ်တစ်တာထဲမှာတင်ထားပြီးတငင်းနီးအုံတို့ဇန်းတို့အုံတို့ခောက်ဆွဲတို့အုံထမင်းတို့ချက်စားခြင်းနဲ့အချိန်ကြာလို့ရှိရင်အလွယ်တကူချက်စားလို့ရအောင်ကြိုပြီးတော့လှုပ်ထားလို့ရပါတယ်ဗမာချက်တကောင်ကိုမဆလာနဲ့လေးစိတ်ဝင်နေအောင်မွေးလေးမဆလာနဲ့စားလေးနည်းနည်းဖြူပြီးတေချာနေပြီးတော့နှက်ထားလိုက်ပါတယ်ကျွန်တော်ကတော့အိမ်ကိုတငယ်ချင်းတွေလာမယ့်နေ့တရက်ကြိုပြီးတော့အုံနိုးချက်နဲ့ကြက်သားကိုပြင်ဆင်ထားတာပဲဖြစ်ပါတယ်ဗျကြက်သားဟင်းချက်ဖို့ကြက်သွန်အဖြူအနီကိုစနွင်းအယောင်တင်မှုန့်ခတ်ပြီးတော့စီတက်ထားလိုက်တယ်စီတက်ပြီးမွေးလာပြီဆိုရင်မနေ့ကနှက်ထားတဲ့ကြက်သားကိုထည့်ပါမယ်ပြီးရင်တော့ကြက်သားကိုစီတက်ထားလေးနဲ့လုံးသွားအောင်မှုေးပေးရမယ်ဗျတေချာလေးနှံ့သွားပြီဆိုရင်ကြက်သားမြုပ်သွားတဲ့အထိရေလေးထည့်ပြီးတော့အဖုံးအုပ်ပြီးတော့နှက်ထားပါမယ်စီကြံရေကြံလေးဖြစ်လာပြီဆိုရင်ငံပြာရည်လေးထည့်မယ်နောက်ဆုံးအဆင့်အနေနဲ့ကြက်သွန်နီကြော်လေးထည့်ပြီးတော့ဖွားဖွားလေးမှုေးပေးနော်ကျွန်တော်မှုေးတာနည်းနည်းလက်လွန်သွားတော့တချို့အသားတုံးကြီးကြေသွားတယ်ဗျအဲ့လိုမဖြစ်အောင်ဖွားဖွားလေးမှုေးပေးနော်အုံထမင်းချက်ဖို့အတွက်ပုံမှန်ထမင်းတည်တဲ့အတိုင်းစံဆေးပြီးရေထည့်ပါမယ်ရေကိုပုံမှန်ထည့်တာထက်နည်းနည်းလေးရှော့ထည့်ပါတယ်ပြီးရင်မနေ့ကချက်ထားတဲ့အုံနုချက်ကိုထမင်းပေါအိုးတဲ့တခါတည်းထည့်ပြီးတော့တည်လိုက်တယ်ထမင်းတည်တဲ့အခါရေကိုရှော့ထည့်တာအကောင်းဆုံးပါနောက်မှထမင်းအပြော့အမှားပေါ်မူတည်ပြီးလိုအပ်ရင်လိုအပ်သလိုရေထည့်လို့ရပါတယ်ပြောဖို့မေးတော့မလို့ထမင်းပွက်လာရင်ကြက်သွန်နီဥလေးတွေထည့်ပေးရမယ်နော်အုံထမင်းလဲကြက်ပြီးကြက်သားဟင်းကလည်းစီပြန်ပြီးတော့နူးဣနေပါပြီအခုဆိုကျွန်တော်တို့တငယ်ချင်းတွေလည်းဗိုက်စာနေကြပြီဆိုတော့ဝိုင်းဖွဲ့စားတောက်ကြဖို့ပြင်ဆင်ပါမယ်အီဘီအတွက်ကတော့ငပိကြော်နဲ့ချင်မောင်ဟင်းရည်လေးလောက်ထားပါလေဗျသွေးတို့ရှိတဲ့သူတွေအတွက်တော့မတင်တော်ပေမဲ့တက်လန်းရှာနေတဲ့လူငယ်တွေအတွက်ကတော့စားပြီးရင်မိုးပေါ်ပြန်ဒီမှာမလို့သတိလေးနဲ့စားကြပါလို့မှာချင်ပါတယ်